မိတ်ဆွေများမင်္ဂလာပါမင်္ဂလာညချမ်းလေးပါနော်ကျွန်တော်ရှိမှာကျွန်တော်တို့မနေ့က12ရက်နေ့အတွက်ထိပ်စီး3လုံးဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာထိပ်စီး3လုံးပေါ့နော်ထိပ်စီး3လုံးကကျွန်တော်ရှိမှာရောင်းကတ်2ကတ်ရှိပါတယ်ခင်ဗျာနော်ကျွန်တော်ရှိမှာရောင်းကတ်2ကတ်ရှိပါတယ်ထိပ်စီး3လုံးနေ့စဉ်မှန်းနေတာပါ daily မှန်းနေတာပါနော်အဲ့တော့ဘာထိပ်တွေဖြစ်မလဲဆိုရင်ကျွန်တော်ရှိမှာဒါဒီနေ့လာအားပေးတဲ့ညီမလေးပေါ့နော်ဒီနေ့မှဒါအသက်ပေါ့ဒါသူကတနေ့ကုန်မနေ့ကထိပ်စီကျွန်တော်ရှိမှဒီထိပ်ကဒီလီယိုထိပ်ကပေါ့နော်ဒီထိပ်ရဖြစ်ပါတယ်ကျွန်တော်ရှိမှဒီထိပ်နှစ်ခုအားပေးလို့ရပါတယ်သူကမနေ့ကမနေ့ညလာဝယ်သွားတာပေါ့နော်ထွဲလိုက်ပါပြီသူညဘက်ထွဲထားတယ်ကျွန်တော်မနေ့ကကျွန်တော်အစောပို့ပေးလိုက်ပါတယ်နော်ကျွန်တော်တို့မနေ့9 နာရီကျော်လာနေကျွန်တော်ပို့ပေးလိုက်ပါတယ်နော်အဲ့တော့နေကုန်စားပါနော်ဒီထိပ်တွေကအဲ့တော့သူကမနေ့ကမထွက်သွားဘူးဗျာမနေ့ကထိပ်ကထွက်မသွားဘူးအဲ့တော့ညနေစီပါထိုးရမလဲညနေကျွန်တော်3 5ထိပ်ဆွဲခိုင်းတာပါတယ်31935ထိပ်ထဲကကြာမယ်ပေါ့နော်အဲ့တော့ကီအညီကညနေ358ခွန်အညီထွက်မှာကျွန်တော်ဝယ်ထိပ်က345နဲ့456ထိပ်ရှိတယ်အဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်ထိပ်နေဆိုတော့6လုံးနဲ့ကြာမယ်ဆိုတော့345ထိပ်ကဘုံလူအဲ့ကြောင့်ကျွန်တော်345ထိပ်ကိုဆွဲခိုင်းတာမှာနော်ဒီမှာကျွန်တော်ထိပ်ကရောင်းထိပ်အဲ့တော့ကျွန်တော်ရှိမှဒါ3ရက်စက်တိုက်ပေါက်ကြတယ်ပေါ့နော်ဒါတယောက်ပေါ့နော်ဒါတယောက်ပါကျွန်တော်ရှိမှထိပ်ဒါရဲ့ကျွန်တော်ထိုးသားပြီပါဗျဒါရထိတ်ဝဲအားပေးတဲ့ညီမလေးတွေပေါ့နော်ဒါမှအောင်မဟုတ်ထိတ်ဝဲပဲအားပေးနေသူကတော့မှလီယိုထိတ်456ထိတ်เนาะသူကတော့အောင်ပါတယ်ခင်ဒီမှာဒါဒီနေ့ဝယ်အားပေးတဲ့ညီလေးတွေပေါ့နော်ကျွန်တော်ရှိမှာယုံကြည်စိတ်ချသောအားပေးတဲ့ညီလေးတွေကိုကျေးဇူးတင်ပါတယ်ဝယ်ထိတ်တွေကတော့နေ့တိုင်းထွက်တယ်เนาะမနေ့မထွက်ညထွက်ဒါပထမနှစ်ကတော့မနေ့ထွက်သွားဒါဒီနေ့ကတော့ဒီညနေမှထွက်တာပါနော်ဒါဒီနေ့လာဝယ်တဲ့လူလေးပါဆိုကျွန်တော်ဒီမှာဒါ1000ကျပ်နဲ့1000ကျပ်ဆိုတာထေးစည်းသုံးလုံးတန်တယ်ဗျာသိတယ်မတချို့ဆိုတာထေးစည်းသုံးလုံးတွေကတသိန်းတို့ဘာလို့နေရောင်းနေတာဗျာနော်1000ကျပ်ဆိုခလေးမဟုတ်ပဲရှိတယ်နော်ဒီမှာဒါညလာဝယ်တော့တဲ့လူတွေပါနော်အဲကျွန်တော်ဒီမှာငွေလွှဲပြီးတော့1000ကျပ်ပါနော်ဟုတ်ပါဝယ်ကြပါတယ်ထေးစည်းသုံးလုံးတော့ဝယ်ထိုးကြပါတယ်နေ့တိုင်းမှတ်နေတာပေါ့နော်အဲ့ကျွန်တော်ဒီမှာဒါဆင်းနေဝယ်ထိုးတဲ့ညီမလေးပေါ့နော်ဒီနေ့ဒါဆက်ပြီးတော့ဆက်တဲ့နေ့လဲသူဒါအားပေးတာပေါ့နော်မနေ့ကတည်းက56ခွန်ထိတ်ထွက်တာပဲမနေ့ကလည်းမနေ့ပိုင်းထွက်သွားတယ်မနေ့ကဆိုလို့ရှိရင်မနေ့ပိုင်း56ခွန်9ညနေပိုင်း65ညနေပိုင်းတော့ထွက်သွားတယ်နော်အဲ့တော့ကျွန်တော်ရှိမှာ12ရက်နေ့အတွက်ထိတ်ကြီး3လုံးရောင်းက2ကတ်ရှိတယ်လီယိုထိတ်ထိုးမလားဆော့ဟိုပြတဲ့ထိတ်ထိုးမလားပေါ့နော်ကိုကြိုက်တဲ့ရွေးဝယ်လို့ရပါတယ်ထိတ်ကြီး3လုံးတစ်ကတ်ကိုတော့1000ကျပ်ပါမိတ်ဆွေတို့အနေနဲ့မနေ့ကပေါက်ချင်တယ်တနေ့ကုန်ပေါက်ချင်တယ်ဆိုတော့ကျွန်တော်ရှိမှာဒီထိပ်စီး3လုံးကို1000ကျပ်နဲ့ဝယ်ယူအားပေးရပါတယ်ဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းဖြစ်တဲ့ဒီ3996382086တစ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်1000ကျပ်လုံးဝတန်စီရမှာဗျာเนาะပေါက်အောင်ပါเนาะအဲ့တော့မိတ်ဆွေတို့မနေ့ကရှုံးနေဥမာဒီပထမ3ရက်မှာရှုံးနေလို့လက်ကျန်2ရက်မှာအမျက်ပေါ်ကျင်တယ်ဆိုတော့ဒီထိပ်စီး3လုံးဝယ်ထိုးဖို့ကျွန်တော်အကြံပြုခြင်းနဲ့နေ့တိုင်းမှန်တယ်လို့လည်းခေါ်ရောက်ပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲဝယ်မဲ့သူတွေကဒီညတွေကဝယ်ထားတော့မနေ့ဆိုလို့ကျွန်တော်အလုပ်များတယ်ဗျအလုပ်ရှုပ်တယ်ကျွန်တော်ကဒီ member တွေခဏပေးရတာရှိတယ်ကျွန်တော်မှာ member group တွေရှိတယ်လေအဲ့အတွက် member တွေလည်းကျွန်တော်ခဏပေးရတာဖြစ်လို့ဝယ်မဲ့ဆိုညတွေကဝယ်ထားပါငွေလဲပြီးတော့ဝယ်ထားပါเนาะမနေ့ကျရင်ကျွန်တော်အစောကြီးကတ်တွေပို့ပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကံကောင်းငွေရုံကြပါစီဗျာ